အားလုံးပဲမင်္ဂလာပါကျွန်မရဲ့ Thai language ပိုင်းရှာဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီညတော့ပေါ့နော် Thai အလွယ် phrase ပေါ့နော်6လုံးကိုကျွန်မတင်သွားပေးမှာဖြစ်တယ်ပထမဆုံးအလုံးကိုကြည့်လိုက်ကြရအောင်ပါရှင် Thamalayu 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 ရေးထားတာကတော့ Thamalayu ပေါ့နော်ဒါပေမဲ့တကယ်ပြောလိုက်တဲ့ချိန်ကျရင် Thamalayu လို့ပဲပြောမှာဖြစ်ပါတယ်ဘာလို့နေလဲပေါ့နော်ကိုယ့်ရဲ့ကောင်လေးကောင်မလေးနဲ့ဖုန်းပြောနေရပဲဖြစ်ဖြစ်တစုံတစ်ယောက်ကိုပေါ့နော်ဒီဖုန်းပြောရင်းနဲ့မေးရပဲဖြစ်ပြင်မှာပဲဖြစ်ဘာလို့နေလဲလို့မေးချင်တဲ့ချိန်ကျရင် Thamalayu အဲ့လိုမျိုးပြောမှာဖြစ်ပါတယ်နောက်တစ်ခါဆိုကြည့်လိုက်ကြရအောင် Thamalayu Thamalayu ပဲဖြစ်ပါတယ်ရှင်ဟုတ်ပြီနံပါတ်1အလုံးကกินข้าวหรือยังกินข้าวหรือยังกินข้าวหรือยังထမင်းစားပြီလားလို့မေးတဲ့အချိန်ကျရင်ပေါ့နော်ကိုတယောက်ယောက်ကိုထမင်းစားပြီလားကိုရဲ့ကောင်လေးလည်းဖြစ်မယ်ကိုရဲ့ကောင်မလေးလည်းဖြစ်မယ်တစုံတစ်ယောက်ကိုဖြစ်မယ်ထမင်းစားပြီလားလို့မေးချင်တဲ့အချိန်ကျရင်กินข้าวหรือยังกินข้าวหรือยังလို့ပြောမှာဖြစ်ပါတယ်ဟုတ်ပြီပေါ့နော်နံပါတ်3လုံးလေးကရောဘက်1นะรอแป๊บหนึ่งนะรอဆိုတာကစောင့်နေแป๊บหนึ่งဆိုခဏလေးပဲခဏဆိုမှခဏလေးပဲအဲ့လိုမျိုးမိနစ်ပိုင်းလေးပဲပေါ့နော်ခဏလေးစောင့်အောင်နော်ခဏဆိုခဏလေးแป๊บหนึ่งကတခြားပေါ့နော်တခြားဒီယိုနဲ့အလောက်မတူဘူးแป๊บหนึ่งကခဏလေးပဲအဲ့လိုမျိုးပြောတာဖြစ်တယ်ပေါ့နော်รอแป๊บหนึ่งนะรอแป๊บหนึ่งนะခဏလေးစောင့်နော်လို့ပြောတာဖြစ်တယ်ပေါ့နော်โอเคပြန်ဆိုကြည့်လိုက်ကြရအောင်รอแป๊บหนึ่งนะรอแป๊บหนึ่งนะလို့ပြောမှာဖြစ်တယ်ပေါ့နော်နံပါတ်4လုံးကမိုက်ရိုမန်ကန်မိုက်ရိုဆိုတာမတိဘူးမန်ကန်ဆိုတာအတူတူပဲပြောချင်တာကအတူတူပဲမတိဘူးငါလည်းအတူတူပဲမတိဘူးလို့ပြောတာဖြစ်တယ်ပြန်ဆိုကြည့်လိုက်ကြရအောင်ပါရှင်မိုက်ရိုမန်ကန်မိုက်ရိုမန်ကန်ငါလည်းမတိဘူးလို့ပြောတာဖြစ်တယ်ပြောရမယ်ဆိုရင်အဖြစ်ဆုံးပြောရမယ်ဆိုရင်ฉันก็ไม่รู้เหมือนกันฉันก็ไม่รู้เหมือนกันฉันก็ဆိုတာကျမလည်းไม่รู้မတိဘူးเหมือนกันဆိုတာလည်းဒီမှာလဲပဲပေါ့နော်ကျမလည်းမတိဘူးလို့ပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ပေါ့နော်နံပါတ်1ကနေလေးအထိပြန်ဆိုကြည့်လိုက်ကြရအောင်ทำอะไรอยู่ทำอะไรอยู่ทำอะไรอยู่နံပါတ်2กินข้าวหรือยังกินข้าวหรือยังกินข้าวหรือยังနံပါတ်3รอแป๊บหนึ่งนะรอแป๊บหนึ่งนะรอแป๊บหนึ่งนะနံပါတ်4ไม่รู้เหมือนกันไม่รู้เหมือนกันไม่รู้เหมือนกันလို့ပဲဖြစ်ပါတယ်ရှင်နံပါတ်โอเคနံပါတ်5လုံးပေါ့နော်နံပါတ်5လုံးလေးကတော့โอเคဒီကိုချက်ကန်ဟိုင်းโอเคဆိုတာအင်္ဂလိပ်လိုโอเคပဲโอเคပေါ့ဒီကိုဆိုတာခဏနေဒါပေမဲ့ဒီမှာကြည့်လိုက်ဒီကိုဆိုတာခဏနေခဏလုံးကဘက်1နဲ့မတူဘူးဘက်1ဆိုတာခဏဆိုမှခဏလေးမဒီကိုဆိုတာကခဏနေလို့ပြောတာပဲချိန်လည်းတော့မသိဘူးဒီကိုချက်ကန်ဟိုင်းဆိုတာခဏနေဖြည့်ရှင်းပေးမယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဖြည့်ရှင်းပေးမယ်ကိုချက်ကန်ဟိုင်းချက်ကန်ဟိုင်းဖြည့်ရှင်းပေးမယ်ဆိုတော့ဆိုကြည့်လိုက်ကြရအောင်โอเคဒီကိုချက်ကန်ဟိုင်းโอเคဒီကိုချက်ကန်ဟိုင်းโอเคဒီကိုချက်ကန်ဟိုင်းပဲဖြစ်ပါတယ်ရှင်အခုကတော့ဘယ်တော့နံပါတ်6ဒီ phrase ရဲ့နောက်ဆုံးအလုံးဆိုကြည့်လိုက်ကြရအောင် why quickna why quickna ကျွန်မ episode ထဲမှာလဲ quickna ဆိုတာသင်ပေးခဲ့ဘူးတယ်ပြောကြမယ်နော်လို့ပြောတာဒါမှ why ပါလိုက်တော့နောက်မှပြောကြမယ်လို့ပြောတာဒီ why ကြတော့ပေါ့နော်ခဏနေမဟုတ်တော့ဘူးနောက်မှဘယ်တော့မှလည်းမသိဘူးကျွန်မတို့မြန်မာစကားမှာလဲနောက်မှတွေ့ရအောင်နောက်မှပြောကြရအောင်အဲ့လိုမျိုးရှိရလေနော်အဲ့လိုမျိုးအတိတ်ပဲဖြစ်တယ်နောက်မှပြောကြရအောင်နော်ဆိုသူတော့ဘာလို့သူ့ကိုပြန်ပြောကြည့်လိုက်ကြရအောင် why quickna why quickna နောက်မှပြောကြမယ်နော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နံပါတ်5နံပါတ်6ကိုနောက်ထပ်တစ်ခေါက်လောက်တူတူပြန်ဆိုကြည့်လိုက်ကြရအောင်နံပါတ်5ပေါ့နော် okay ဒီကိုချက်ကန် hi okay ဒီကိုချက်ကန် hi okay ဒီကိုချက်ကန် hi နံပါတ်6 why quickna why quicknaလို့ပဲဖြစ်ပါတယ်ရှင်။ Okay ကျွန်မတို့ဒီနေ့ပေါ့နော် episode 11ကို Thai language ပိုင်းချာကနေပြန်လည်ပြီးတော့တင်ပေးကြခဲ့တာပဲဖြစ်ပါတယ်။ကျွန်မရဲ့ပေါ့နော်ဒီဟာလေးကအကျိုးရှိရဆိုရင် like and share follow လေးလုပ်ပေးခဲ့ပါအောင်ရှင်။ See you in the next video ပါရှင်။